လူစိတ်ဆိုတာလေဒီကဘာပေါ်မှာအစွမ်းအထက်ဆုံးလက်နက်တစ်ခုလို့တောင်ပြောလို့ရတယ်အဲ့ဒီလက်နက်ကိုသာကောင်းကောင်းနားလည်ပြီးချင်းချုပ်အသုံးချနိုင်သွားပြီဆိုရင်ဘယ်ထိရောက်သွားနိုင်မလဲဆိုတာစဉ်းစားကြည့်လို့တော့ရမှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီလက်နက်ကိုအပြည့်အသုံးချနိုင်မှုဆိုရင်တော့သူ့ရဲ့လူဆောင်ပုံကိုအရင်ဆုံးနားလည်ဖို့လိုတာပေါ့အဲ့လိုလူစိတ်ရဲ့လူဆောင်ပုံနဲ့အမှုချင်းတွေကိုလေ့လာတဲ့ပညာရပ်ကိုပဲလူစိတ်ပညာလို့ခေါ်တာပါစိတ်ပညာဆိုတာနဲ့လူအများစုကဘာကိုအရင်ဆုံးမြင်အောင်ကြလဲစိတ်ပညာရှင်တွေဒါမှမဟုတ်သူတိတဲ့တော့လုပ်နေတဲ့ပညာရှင်ကြီးတွေအတွက်ပဲလို့ထင်ကြတာများပါတယ်ဒါပေမဲ့လေအဲ့ဒီအမြင်ကလုံးဝကိုမမှန်ဘူးဆိုရင်တော့ဒီအကြောင်းကိုဆက်ပြီးကြည့်လိုက်ရအောင်အမှန်တော့လေစိတ်ပညာဆိုတာကစာအုပ်ထဲမှာပဲရှိတဲ့ပညာရပ်ကြီးမဟုတ်ပါဘူးနေ့စဉ်ဘဝအတွက်တကယ်ကိုအသုံးဝင်တဲ့လက်နက်တစ်ခုပါဈေးကွက်ရှာဖွေရေးကုမ္ပဏီကြီးရဲ့ဆိုရင်ဒီစိတ်ပညာကိုသုံးပြီးကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကိုဘယ်လိုကြိုးကင်ချေလည်နေလဲဆိုတာသတိထားမိကြလားစီးပွားရေးမှာပဲဖြစ်ဖြစ်ကိုရေးကိုတာဆက်ဆက်ရေးမှာပဲဖြစ်ဖြစ်လူရင်းနဲ့ပေါင်းသစ်ဆက်ဆံရေးမှာပဲဖြစ်ဖြစ်ဘဝရဲ့ကဏ္ဍတိုင်းမှာလူစိတ်ပညာကမရှိမဖြစ်ကိုလိုအပ်နေတာပါဟုတ်ပြီပထမဆုံးနဲ့အရေးအကြီးဆုံးအကျိုးကျေးဇူးတစ်ခုကတော့ကိုနားလည်သွားခြင်းပါပဲဟုတ်တယ်ကိုဘာကြောင့်ဒီလိုတွေးနေရလဲဘာကြောင့်ဒီလိုပြုတ်မှုနေရလဲဆိုတော့ဘာကြောင့်ဆိုတာကိုနားလည်သွားခြင်းကကိုဘဝကိုထိန်းချုပ်ပြီးပြောင်းလဲဖို့အတွက်ပထမဆုံးနဲ့အခိုင်အမာဆုံးခြေလှမ်းပါပဲဥပမာတစ်ခုပြောပြမယ်လူရှိထွက်ပြီးစကားပြောရမှာကြောက်တဲ့စိတ်မျိုးပေါ့အဲ့ဒီလိုကြောက်ရတဲ့စိတ်ပိုင်းဆိုင်ရာအရင်ခံအကြောင်းတရားတွေကိုဒါနားလည်တော့မယ်ဆိုရင်လေနောက်တစ်ခါအဲ့ဒီကြောက်တရားကိုထိန်းချုပ်နိုင်တော့မှတည်ချတယ်နာမည်ကျော် Oprah Winfrey ကိုပဲကြည့်လေအရန်ကိုစိန်ခေါ်မှုများတဲ့ကလေးဘိုးလာကိုဖျက်သိမ်းခဲ့ရပြီးစိတ်ကြယောဂကိုနှစ်ပေါင်းများစွာခံစားခဲ့ရပေမဲ့လူစိတ်ပညာရဲ့အခြေခံမူတွေကိုအသုံးပြုပြီးသူ့ဘဝကိုလုံးဝပြောင်းပြလမ်းပြနိုင်ခဲ့တာပဲကျွန်တော်တို့အားလုံးဟာစိတ်ခံစားမှုတွေနဲ့ရှင်သန်နေကြတဲ့သူတွေချီပါပဲဒါပေမဲ့မိကုန်းကကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုကိုကထိန်းချုပ်နေတာလားဒါမှမဟုတ်စိတ်ခံစားမှုတွေကကိုပြန်ထိန်းချုပ်နေတာလားဆိုရပါပဲဒီအဖြစ်တစ်ခုတည်းနဲ့တည်ရင်ဘဝရဲ့အောင်မြင်မှုကအများကြီးကွာခြားသွားနိုင်ပါပဲနေ့စဉ်နဲ့အမျှကျွန်တော်တို့ရဲ့စိတ်ထဲမှာတိုက်ပွဲတွေထင်နေတာမနှမ်းနိုးဆက်မိပြီဆိုတာနဲ့ဒီတိုက်ပွဲကစပြီပဲကျိုးကျုံးစင်ကျင်တဲ့စိတ်ကထလောလို့အော်နေပြီးမြင်စိတ်ခံစားမှုကခဏလေးစိတ်အိတ်လိုက်ဆက်မှာလို့တားထားရောဒီလိုပဲကျမ်းမာရေးနဲ့မညီတဲ့အစားအစာတွေမြင်နေအလုံးလို့ရမယ့်အချိန်မှာ risk တွေစက်တိုက်ချချင်းစိတ်တွေပေါ်လာတာမျိုးတွေပေါ့အဲ့ဒါဒီအားလုံးဟာစိတ်ခံစားမှုကကျိုးကျုံးစင်ကျင်တဲ့ဆုံးဖြတ်ချက်တွေကိုအနိုင်ယူသွားတာတွေပါပဲအဲ့လိုကိုယ်စိတ်ထဲမှာဖြစ်နေတဲ့တိုက်ပွဲကိုနားလည်ပြီးကျွမ်းကျင်ပိုင်နိုင်အောင်ထိန်းချုပ်နိုင်ဖို့အတွက်စိတ်ပညာပါအကောင်းဆုံးလက်နက်တစ်ခုပါပဲကိုယ်စိတ်ခံစားမှုတွေကိုဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေကိုသိသွားပြီးထိန်းချုပ်နိုင်သွားပြီဆိုရင်ဘဝမှာပိုကောင်းတဲ့ရလဒ်တွေဆိုတာသူ့လိုရောက်လာမှာပါကဲကိုအတွင်းစိတ်ကဘာကနေအပြင်ဘက်ကိုကချက်လက်အာယုံစိုက်ကြည့်ရအောင်လူတိုင်းမှာလေကိုစီဖုံးကွယ်ထားတဲ့အမောင်ဘက်ချမ်းဆိုတာရှိမလုံခြုံမှုတွေအားငယ်စိတ်တွေမနာလိုဝန်တိုစိတ်တွေလိုမျိုးပေါ့သူတယောက်ရဲ့အဲ့လိုဖုံးကွယ်ထားတဲ့ဘတ်ချမ်းကိုနားလည်သွားပြီဆိုရင်သူတို့နဲ့ဆက်ဆံရတာပိုပြီးထျောက်လာလိမ့်မယ်ဒါတည်းဆက်သွယ်ပြောဆိုရေးနဲ့ခေါင်းဆောင်မှုလိုအရေးကြီးတဲ့ဘဝဆွမ်းရည်တွေကိုလည်းမြင့်တင်ပေးနိုင်တယ်လူတယောက်ရဲ့မမြင်ရတဲ့ဘက်ကိုနားလည်ခြင်းအဖြစ်သူတို့ကိုပိုကောင်းအောင်ကင်တွယ်နိုင်လာမှာပေါ့ခဏလောက်စဉ်းစားကြည့်ပါကျွန်တော်တို့ပတ်ဝန်းကျင်မှာအာယုံစူးစိုက်မှုကိုလူယူဖို့ဒီဇိုင်းထုတ်ထားတဲ့တန်ဖိုးနဲ့ဖြော့ဖြီးရေးဘလော့တောင်များနေလဲဒါရီကတိုက်ဆိုင်မှုတသက်တော့မဟုတ်တော့ဘူးနော်အခုပြောမယ့်အချက်ကတော်တော်လေးအရေးကြီးတယ်Instagram တို့ TikTok တို့လို application တွေကိုဖန်တီးတဲ့ company တွေကလေလူတွေကိုဘလို့အရာတွေကဆွဲဆောင်မှုအရှိဆုံးဖြစ်စေလဲဘလို့အရာတွေကဆွဲလန်းစေလဲဆိုတာကိုသိသက်လေ့လာဖို့စိတ်ပညာရှင်အဖွဲ့တွေကိုငှားရမ်းထားကြတာဟုတ်တယ်သူတို့ကလူစိတ်ပညာကိုအသုံးဖြပြီးကျွန်တော်တို့ကိုဒီ platform တွေပေါ်မှာနာရီပေါင်းများစွာအချိန်ကုန်သွားအောင်တမင်တကာကို design ထုတ်ထားတာပါအခုထိပြောခဲ့တာတွေကစိတ်ပညာရဲ့လက်တွေ့ကြတဲ့အပိုင်းတွေပေါ့ကဲအခုတော့ပိုပြီးနက်နဲတဲ့လီးသိမ့်မတီးသေးတဲ့စိတ်ရဲ့စွမ်းအားတွေပဲကိုတွားကြည့်ကြရအောင်စိတ်ပညာကိုနက်နဲလေးလာသွားတဲ့အခါကိုယ့်ရဲ့အတွင်းစိတ်မှာဖုံးကွယ်နေတဲ့အစွဲနည်းကိုစပြီးမိလာပါလိမ့်မယ် visualization လို့ခေါ်တဲ့စိတ်ကူးပုံဖော်ခြင်းရဲ့စွမ်းအားကအရာရာကိုဘယ်လိုပြောင်းလဲနိုင်လဲဆိုတာကိုစပြီးတတိပြုမိလာပါလိမ့်မယ်ဒီထက်ပိုနက်နဲသွားရင်စတမအာယုံလိုမျိုးတာမန်ထက်ဖိုးတဲ့အသိဉာဏ်တွေရဲ့တည်ရှိမှုကိုလည်းစပြီးလက်ခံလာနိုင်ပါတယ်ဒါတွေကစိတ်ကူးရမဟုတ်ပါဘူးတကယ်ရှိနေတဲ့အရာတွေပါဒါပေမဲ့တမိုင်းတလျှော့အောင်မှုဆုံးပုံကုန်ဒီအတုံးချခဲ့တဲ့ဆိုတဲ့အစွမ်းထဆုံးအနက်နဲ့ဆုံးရွဝက်ချက်တစ်ခုရှိနေပါသေးတယ်အဲ့ဒီရွဝက်ချက်ကတော့လင်စွမ်းအအတွင်ပြောင်းခြင်းပါဒီစကလုံးကြောင့်ထင်အောင်ထင်မှမချစ်စေချင်ပါဘူး
ဒါဟာရုပ်ပိုင်းဆိုင်ရာဆန္ဒတက်တက်ကိုဆိုလိုတာမဟုတ်ဘူးလူတစ်ယောက်မှရှိတဲ့အပြင်းချမ်းဆုံးအစွမ်းတက်ဆုံးဖန်တီးနိုင်စွမ်းရင်ကိုရုပ်ပိုင်းဆိုင်ရာဘက်ကနေအသိဉာဏ်ပိုင်းဆိုင်ရာဘက်ကိုဥပမာအနုပညာစီးပွားရေးဒါမှမဟုတ်ချီးမရဲ့ရေမှန်းထက်တီစီကိုလမ်းကြောင်းလွှဲပြီးအသုံးချတဲ့ပညာရဲ့တစ်ခုပါဒါကစိတ်ကူးရင်တက်မဟုတ်ဘူးဆိုတာကို The Mind လျှောက်အောင်မြင်ဆုံးပုဂ္ဂိုလ်တွေကတက်တဲ့ပြနေတဲ့မဟာတမကန်ဒီနီကိုလာတက်စလာစတီဗ်ဂျော့ပ်စ်နဲ့မိုဟာမက်အလီတို့လိုပုဂ္ဂိုလ်တွေကသူတို့ရဲ့အောင်မြင်မှုအတွက်ဒီစွမ်းအင်ကိုအသွင်ပြောင်းပြီးအသုံးချခဲ့ကြတယ်လို့ဆိုကြပါတယ်ကဲဒီလောက်နေနေတဲ့အကြောင်းအရာတွေပြောပြီးပြီဆိုတော့လက်တွေ့မှာကောဘယ်ကနေဘလို့စရမလဲကိုပိုင်လေ့လာမှုခီးစဉ်ကိုစတင်မှုတဲ့လမ်းညွှန်ချက်လေးတွေပေးသွားပါမယ်လူစိတ်ပညာကိုတကယ်လေ့လာမယ်လို့ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ဒီစာအုပ်9အုပ်နဲ့စတင်နိုင်ပါတယ် Robert Greene ရဲ့ The Laws of Human Nature Daniel Kahneman ရဲ့ Thinking Fast and Slow Yuval Noah Harari ရဲ့ Sapiens Joseph Murphy ရဲ့ The Power of Your Subconscious Mind Napoleon Hill ရဲ့ Think and Grow Rich တို့ပဲဖြစ်ပါတယ်ကဲအခုဆိုရင်လူစိတ်ပညာကိုလေ့လာခြင်းရဲ့အရေးပါပုံကိုကောင်းကောင်းသိသွားလောက်ပြီလို့ထင်ပါမယ်အသိပညာဆိုတဲ့တကားတစ်ချက်ကတော့ပွင့်သွားပါပြီအဲ့ဒီတကားကိုဖျက်လျှောက်ပြီးကိုယ့်ရဲ့အစွမ်းအစားတွေကိုအပြည့်အဝဖော်ထုတ်မလားဒါမှမဟုတ်လက်ရှိနေရာမှာပဲကြံခဲ့မလားဆိုတာကတော့တိုးတယောက်ချင်းစီရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်နေပါပြီ